ကိုရောရှင်ဖယားနဲ့အတူအစဉ်အမြဲဝမ်းမြောက်ခြင်းစုံလင်ခြင်းငြိမ်သက်ခြင်းနဲ့ပြည့်ဝတဲ့အခွင့်ကိုနေရာတိုင်းမှာကိုရောပြင်ဆင်ပေးတော်မူပါကိုရောရှင်ကိုအားကိုးလျက်အသက်ရှင်ခြင်းအပြင်လောကသူတို့ကိုမနိုင်မဲ့သူတို့ကလောကကိုအောင်နိုင်ရတဲ့အခွင့်ကိုကိုရောပြင်ဆင်ပေးတော်မူပါကိုရောယနေ့ဤသားသမီးများကိုတာအတိတ်တဖန်ဆက်ကပ်ပါတယ်ကိုရောလက်ထဲမှာတာဆက်ကပ်ပါတယ်ရောက်စီတဲ့ပြည့်စုံကောင်းကြီးပေးပါစေယူရိုတော်ဝိုင်းမှာရှိနေကြတဲ့ညီကောင်မောင်နှမတွေအထူးသဖြင့်လူငယ်တွေညီမလေးတွေညီလေးတွေကျေးဇူးတော်ကြောင့်2013မှာပထမဆုံးအကြိမ်အနေနဲ့ EU MYC ကိုကောင်းမွန်စွာဖြင့်ပြင်ဆင်ခဲ့ပြီဖြစ်တယ်။နောက်နှစ်ဒိန်းမတ်မှာကျွန်တော်တို့ပြုလုပ်မဲ့အစီအစဉ် detail ကျွန်တော်တို့ eumyc.com ကိုကြည့်ပြီးတော့မှကျွန်တော်တို့နောက်နှစ်အစီအစဉ်ကို detail ကျွန်တော်ပြန်သွားမှာဖြစ်ပါတယ်လို့ဒါပေမဲ့အားလုံးကိုအားပေးချင်တာကတော့ဒီနှစ်မှာများစွာသောလူငယ်တွေလွတ်မြောက်ခြင်းရတယ်ဒုတိယနှစ်မှာတာ၍လွတ်မြောက်တဲ့အခွင့်ကိုဘုရားရှင်ပြင်ဆင်ပေးမယ်ဒီအတွက်ကြောင့်အဲ့ဒီအခွင့်အရေးကိုအားလုံးလက်လွတ်ဆုံးရှုံးမခံကြပါနဲ့ဒိန်းမတ်မှာကျွန်တော်တို့ပြန်လည်ပြီးတော့နောက်နှစ်မှာစုံတွေ့ကြမှာဖြစ်တယ်ကျွန်တော်တို့ဆရာမျိုးကြီးတို့ကိုမျိုးကြီးတို့ဆရာမလုံးတို့ပါလာမယ်ပြီးတော့မှနောက်ရရှင်ပို့ဆောင်တဲ့ညီကောင်မောင်မတွေဆက်ပါလာပြီးတော့မှကျွန်တော်အားရပါရလူငယ်တွေ EU ဒီယူရိုပတခွင်မှာရှိတဲ့လူငယ်တွေတင်းတို့အားဖြင့်ယူရိုတစ်ခုလုံးကောင်းကြီးခံစားသွားဖို့ရည်ရွယ်လက်ပြုလုပ်တဲ့အစီအစဉ်ဖြစ်ပါတယ်လို့ဒီအတွက်ကြောင့်နောက်နှစ်ဒီလိုအချိန်မှာဖြစ်လိမ့်မယ်လို့ကျွန်တော်ယုံကြည်တယ်နောက်နှစ်ဒီလိုအချိန်လောက်မှာ EU MYC ကိုပြန်လည်လှုပ်ဆောင်ပြီးတော့မှကြီးမားသောနိုးထမှုနဲ့အတူဖျားရှင်ဘုန်းတော်ထင်ရှားတဲ့ကျမ်းမာခြင်းလွတ်မြောက်ခြင်းအောင်မြင်ခြင်းတွေနဲ့အတူဆက်လက်ပြီးတော့မှပြန်လည်တွေ့ဆုံဖို့ကြောင်းဖြစ်ပါတယ်တွေ့ဆုံကြပါမယ်ရောက်ရှိတဲ့ဖျားရှင်ကောင်းကြီးပေးပါစေ